မင်္ဂလာပါဒီ file လေးထဲမှာဒီ date of birth ရက်စွဲတစ်ခုမွေးသက် grade တစ်ခုရိုက်ထည့်လိုက်တာနဲ့ဒီရိုက်ထည့်လိုက်တဲ့ရက်စွဲက18နှစ်ထက်ငယ်မယ်ဆိုရင်ကာလာလာပြစီခြင်းတဲ့ပုံစံလေးသွားပါမယ်အဲ့တော့အခုဒီရက်စွဲတွေရှိတဲ့အခွက်တွေ selection ပေးထားလိုက်ပါမယ်เนาะအဲ့ဆိုကာလာလာပြဖို့အတွက်ကကိုရိုင်းကာလာဒီ fade နဲ့ကာလာဖြည့်တာမျိုးမဟုတ်ဘဲနဲ့ဒီ connection formatting နဲ့သွားပါမယ် connection formatting clip လုပ်တယ်ပြီးတော့ဒီမှာကြတော့ဒီ auto ရှိပြီးသားပုံစံတွေတရားမဟုတ်ပဲကိုယ့်ဘာသာကိုစိတ်ကြိုက် formula ထည့်ပြီးတော့မှကာလာပြချင်တာမဟုတ်လို့ new rule ကိုသွားလိုက်မယ်เนาะ new rule ကိုသွားထားပြီးရင်ဒီမှာ core formula သုံးပြီးဆုံးဖြတ်ပါမယ်ဒီ sequence ထဲမှာကာလာလာပြဖို့မပြဖို့ပေါ့နော်အဲ့ဆိုတော့ဒီမှာရိုက်ထည့်ရတဲ့ formula ကပဲ formula ပဲရိုက်ထည့်သူရဲ့ result က true သို့မဟုတ် false ရတဲ့formula ပေါ့နော်အဲ့ဆိုသူကကိုရိုက်ထည့်လိုက်တဲ့ formula ဒါ true ဖြစ်ခဲ့မယ်ဆိုရင်ဒီအောက်ဘက်မှာ format မှာသတ်မှတ်ထားတဲ့ color လေးလာပြမယ်ပေါ့ဥပမာ session နှစ်ထက်ငယ်နေတယ်ဆိုလို့ရှိရင်အနီရောင်လေးလာပြစေခြင်းနဲ့ဆိုရင်အနီရောင်လေးထည့်ထားရပေါ့နော်အဲ့ဆိုဒီ sequence ထဲမှာအနီရောင်လာပြဖို့မပြဖို့ကကြတော့အနီရောင်လာပြဖို့မပြဖို့ကြဒီဘက်မှာဒီထဲမှာထည့်ရတဲ့ formula နဲ့ဆုံးဖြတ်မှာပေါ့နော်အဲ့ equal to ဆိုတော့ date formula နဲ့သွားလိုက်ပါမယ်သူက step date ကိုထည့်မယ်သူရဲ့မွေးနေ့က step date ပေါ့ဟိုရက်ကအသက်တွက်တဲ့ပုံစံမျိုးနဲ့အတူတူပါပဲเนาะအဲ့ဆိုဒီမှာသူ sequence တစ်ခု clip လုပ်လိုက်တဲ့ချိန်မှာ auto constant ရနေတယ်ဆိုလို့ရှိရင်ဒီဟာလေးဖြုတ်ဖို့အတွက်ဒီလိုမျိုးလေး keyboard ကနေဆိုလို့ရှိရင်ဥမာF4 ပေါ့နော် function key F4 နှိပ်ရမှာပါ laptop keyboard တွေဆိုလို့ရှိရင်function key FN နဲ့အပေါ်က4ပေါ့နော်အဲ့နှစ်ခုတွဲနှိပ်ပြရမယ်ပေါ့အဲ့ဆိုဒီရက်စွဲကိုထည့်လိုက် date is start date end date က TODAY 2 days ဆိုပြီးတော့ထည့်လိုက်တယ်ဒီရက်စွဲနှစ်ခုကြားတဲ့ခြားနားချက်ကနှစ်ကိုပဲယူမယ်ပေါ့အဲ့နှစ်က less than ငယ်နေခဲ့မယ်ဆိုရင်ဆိုတော့18ပေါ့နော်18နှစ်ထက်ငယ်နေခဲ့မယ်ဆိုလို့ရှိရင်ကာလာလာပြစီနေတာပေါ့နော်အခုဆိုလို့ရှိရင်ဒီ date if ဆိုတဲ့ formula ကနေရလာမယ်အဖြေကဘာတစ်ခုဖြစ်မလဲဆိုရင်ရက်စွဲနှစ်ခုကြားတဲ့ခြားနားချက်နှစ်ကိုပဲသူကရှာထားတာဖြစ်တဲ့အတွက်ကြောင့်သူက1 2 3 4အဲ့လိုအဖြေရမှာပေါ့နော်အဲ့ဒီအဖြေက16နှစ်ထက်ငယ်မယ်ဆိုလို့ရှိရင်ဒီလိုကာလာလေးလာပြတကယ်လို့16နှစ်ထက်ကြီးသွားပြီဆိုရင်တော့သူက false ဖြစ်တဲ့အတွက်ကြောင့်မလို့ကာလာလာပြမှာမဟုတ်တော့ဘူးနော်ဆိုတော့ okay ဆိုလို့လောဆယ်တော့ဒီကရက်စွဲတွေအားလုံးကကြတော့နည်းနည်းလေးအရင်ကရက်စွဲတွေဖြစ်နေနည်းနည်းလေးပြင်လိုက်မယ်ပေါ့နော်ဒီမှာဆို16နှစ်အောက်ရက်စွဲကမရှိဘူးဖြစ်နေအောင်နော်ဆိုတော့လအရင်ရိုက်မယ်လရက်ခုနှစ်အဲ့လိုရိုက်ရမှာပေါ့နော်2020ဆိုပြီးတော့ထည့်ကြည့်မယ်ပေါ့ဒါဆိုလို့ရှိရင်အနီရောင်လေးလာပြရမျိုး2015 2000ပေါ့နော်ဒါဆိုလို့ရှိရင်ကာလာလာမပြပါဘူးဒါလေးဆိုလို့ရှိရင်အဲ့ဆိုဒီမှာရိုက်ထည့်ထားတဲ့ရက်စွဲတစ်ခုက16နှစ်ထက်ငယ်နေတဲ့မွေးသက် group တစ်ခုဖြစ်နေမယ်ဆိုလို့ရှိရင်အော်တိုကာလာပြတဲ့ပုံစံလေးပြပြတော့တာပါအဆင်ပြေမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုသင်ခန်းစာလေးလည်းဆက်ပြီးတင်ပေးသွားမှာပါ